အမွေတော်ကိုဆက်ဆံဝင်စားတော်သူများဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနေငယ်ဝင်ငါချင်တာဖြစ်ပါတယ်ဆက်ဆံဝင်စားထိုက်ခြင်းဆိုတာအရေးအချင်းပြည့်မီပြီးအတိအမှပြုခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်ဖျားသခင်ဟာအလင်းနိုင်ငံ၌ရှိသောတန်ရှင်သူတို့၏အမွေတော်ကိုဆက်ဆံဝင်စားထိုက်မိအကြောင်းမိတ်ဆွေနဲ့ကျွန်တော်ကိုအရေးအချင်းပြည့်မီစေတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေနဲ့ကျွန်တော်ဟာရှင်ဘရင်ကြီးရဲ့သားသမီးဖြစ်ပြီးရှင်ဘရင်ကြီးပိုင်ဆိုင်သမျှအားလုံးကိုကျွန်တော်တို့ပိုင်ဆိုင်တာဖြစ်ပါတယ်။ကိုလိုတဲ့အခန်းကြီးဒီခန်းရဲ့စနစ်မှာအလင်း၌နေသောတန်ရှင်သူတို့၏အမွေကိုငါတို့သည်ဆက်ဆံဝင်စားထိုက်မိအကြောင်းယေရှုပြုတော်မူ၏လို့ဖော်ပြထားပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ဟာဘုရားသခင်ရဲ့သားသမီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာခရစ်တော်နဲ့အတူပူးတွဲအမွေခံဖြစ်ပြီးယေရှုခရစ်တော်ဖျားရရှိပိုင်ဆိုင်ထားတဲ့အခွင့်အရေးမှန်သမျှအားလုံးဟာကျွန်တော်တို့လည်းရရှိပိုင်ဆိုင်ဆက်ဆံဝင်စားတော်သူများဖြစ်ကြပါတယ်ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနေနဲ့ဝင်ငါချင်တာဖြစ်ပါတယ်အလျှောက်တိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ